ကိုမနဲ့မိုးလေးနိုးထားတာနဲ့အလှပြလိုက်ပါဘာကြောင့်လဲဆိုတော့စိတ် energy လန်းဆန်းနေမှကိုယ့်ရဲ့ရုပ်လှနေမှကိုကဗီဒီယိုရိုက်ရှင်စိတ်ဆိုတာဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုမရိုက်ခင်မှာအလှပြင်ဖို့တစ်ခုကိုပြောချင်ပါတယ်ဒါကတော့နံပါတ်1ဘယ်လိုနေရာမှာရိုက်မှာလဲဆိုတာကိုအရင်ဆုံးရွေးရမယ်ဥပမာကိုထိုင်ရိုက်မှာလားထားရိုက်မှာလားအပြင်မှာရိုက်မှာလားအိမ်ထဲမှာရိုက်မှာလားဆိုတဲ့အချက်ကိုကိုရွေးရမှာဖြစ်ပါတယ်ဒီအချက်တစ်ချက်ကိုလည်းရွေးဖို့ပြောချင်ပါတယ်ဒါတော့နှစ်အချက်ညီပေါ့နော်အဲ့ညီမှာဆိုရင်လည်းကိုကဘယ်နှစ်ထည့်ရိုက်မှာလဲဘယ်နှစ်ရက်စာရိုက်မှာလဲသူက3ရက်စာရိုက်မှာလား4ရက်စာရိုက်မှာလားဒါဆိုလို့ချင်းကိုအဲ့ဒီတွေကိုလည်းပြင်ဆင်ထားဖို့ပြောချင်ပါတယ်ဒါကတော့နံပါတ်3ချက်ဟာကိုကဘလို့အကြောင်းအရာတွေကိုလာပြီးတော့မျှဝေမှာလဲဘလို့ဗီဒီယိုတွေရိုက်မှာလဲဆိုတဲ့အကြောင်းအရာကိုချရေးထားရမှာဖြစ်ပါတယ်ဒီလိုချရေးမထားဘူးဆိုရင်ကိုကင်မရာရှေ့ရောက်တဲ့အခါမှာအိုထေအားထားဖြစ်နေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုချရေးထားပါချရေးထားပြီးကိုလေးကျင်ပြီးတော့မှကိုဗီဒီယိုရိုက်မယ်ဆိုရင်ကိုရဲ့ဗီဒီယိုတွေက quality လည်းကောင်းမယ်ကြည့်ရှုရတဲ့သူတွေဖို့လည်းအဆင်ပြေစေမှာဖြစ်ပါတယ်အသုံးပြုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုလေးမှာလာပြီးတော့ share လေးလုပ်ပေးသွားဖြစ်ပါတယ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့တော့ထင်ပါတယ်တကယ်လို့အကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်